သိန်း40နဲ့မရောက်မှုဆိုတဲ့နွားကြီးကတော့ဒီနွားပဲဗျာသိန်း40ပေးရတော့မရောက်တဲ့နွားကတော့ဒီနွားပါဗျနွားပိုင်ရှင်ကတော့သိန်း40ပေးတာကိုမရောက်တဲ့အပြင်နောက်ထပ်သိန်း40ရန်နွားတစ်ကောင်ထပ်ဝဲလာပါတယ်ဗျာသိန်း40ပေးပြီးတော့မှပဲထပ်ဝဲလာတာပါဗျရခင်လက်ရှိနွားကြီးကိုသိန်း40ပေးရတော့မရောက်မဲနောက်ထပ်သိန်း40ပေးပြီးတော့နွားတစ်ကောင်ထပ်ဝဲလာပါတယ်ဗျာကျွန်တော်ရဲ့ညီကိုတွေကတော့ကြာရောင်းတဲ့ထင်းနေမှာသူ့လိုဝဲတဲ့နွားကိုပြတာပါဗျဝဲလာတဲ့နွားကိုပြတာဖြစ်ပါတယ်ဒီနွားလေးကတော့သိန်း40နဲ့ဝဲလာတဲ့နွားလေးဖြစ်ပါတယ်တောက်ကတော့3000ရှိပါတယ်ဗျတောက်3000သွားမဆိုင်ငယ်သွားလေးရှိပါသေးတယ်ဗျာသွားမဆိုင်ငယ်သွားလေးလှဲထွန်ထဲနဲ့စိတ်တိုင်းကြခိုင်းလို့ရတဲ့နွားလေးပါဗျာတန်မတန်ကြည့်ကြပါအောင်ဗျဈေးနဲ့နွားနဲ့တန်မတန်ကြည့်ကြပါအောင်ဗျာတော့ကြာ40ပေးတာကိုမရောဘူးဖြစ်နေမှာဆိုလို့40ပေးတာမရောတဲ့အပြင်နောက်ထပ်40တန်နွားတစ်ကောင်မှထပ်ဝဲလာပါတယ်ဗျာနွားကလည်းနွားပါပဲဗျသွားမဆိုင်သေးဘူးတောက်3000ရှိနေပါပြီဗျာဒီရှာကြည့်ကြပါဗျငါဝဒနာရှင်ချစ်ညီကိုတွေကိုရောင်းညင်လို့ပြတာမဟုတ်ပါဘူးဗျနွားလေးတွေရဲ့ဈေးကွက်ဈေးတန်းလေးတွေဘူးသူဒအနေနဲ့သိရအောင်ပြပေးခြင်းတာဖြစ်ပါတယ်